မှာကိတာဘုန်နီကာကိုယူလာတယ်အဲ့ဒီနီကာကိုယူလာခြင်းရဲ့မက်ဆတ်ကဘာလဲနီကာကိုယူလာခြင်းရဲ့ nisbat ကဘာကြောင့်လဲဆိုတော့မစာကားတဲ့အဓိကမက်ဆတ်ကမစာကားဆိုတာရှိမှကြောခဲ့ပြီးဖတ်ခဲ့ပြီးလားမသိဘူးအဲ့ကိတာမစာကားတဲ့အဓိကမက်ဆတ်ဒီကလည်းဒီငါတို့အတိအပွင့်ရဖို့ပဲနီကာရဲ့မက်ဆတ်ကလည်းအတိအပွင့်ပဲနီကာရဲ့မက်ဆတ်ရဲ့အတိအပွင့်ကတော့ကိတာမစာကားတဲ့အတိအပွင့်ကတော့ငါတို့စားလို့ရတဲ့အတိအပွင့်ပေါ့နီကာရဲ့မက်ဆတ်ရဲ့အတိအပွင့်ကတော့မဂျာဇန်စားလို့ရတဲ့အော်လာတို့ခေါ်တဲ့အတိအပွင့်အဲ့တော့ဒီရဲ့ nisbat ရှိတဲ့အပေါ်မှာဆွိုင်ဘီကူတူရီရာမ်ဒူလာတခင်ငါပြောမိကူတူရီရာမ်ဒူလာတခင်ကမိမိရဲ့ကျမ်းစာမှာကိတာဘုန်မူဆာကာပြီးတဲ့အခါမှာဒီကိတာဘုန်နီကာရဲ့ခန်းကဏ္ဍကိုယူဆောင်လာတယ်ဒီအတန်ကြားရတယ်နော်ကျွန်တော်ဒီနေ့နှစ်ချက်ပါမလားလို့ရလားဒီကြပါကြားရတယ်အဲ့တော့နီကာကိတာဘုန်နီကာအဲ့တော့နီကာရဲ့မာနာဘယ်လိုလားလဲအဲ့တော့နီကာရဲ့မာနာဒီအန်နီကာဖီလူဂါဒီအဇမ်အလ်ဂျမ်နီကာဒီသူရဲ့လူဂတ်ရဲ့မာနာမှာအလ်ဂျမ်အဇမ်ဂျမာလို့ချင်းပူးတွဲခြင်းဇမ်မယ်သူ့ရဲ့မူရင်းသူမာနာအတိုင်းပဲဒီဟာဒီသူ့ရဲ့နီကာဒီသူ့ရဲ့လူကွီးမာနာမှာအလ်ဂျမ်ဝတ်ဇမ်ဒါပူးတွဲခြင်းရဲ့မာနာပဲအဲ့တော့နီကာဒီရှရီယတ်မှာအန်နီကာဖီရှရ်အလ်ဝဒူဝလ်အကဒူအလ်ဝဒူဝလ်အကဒူအကဒ်လို့ချင်းဝဒီလို့ချင်းဒါဒီနီကာရဲ့ရှရီမာနာနီကာရဲ့လူကွီမာနာဒီအဒမ်ပူတွဲခြင်းအလ်ဂျမ်ပူပေါင်းခြင်းဒါအတူတူပဲအန်နီကာဖီရှရ်အလ်ဝဒူဝလ်ဖကဒ်ဝလ်အကဒူအကဒ်လို့ချင်းဝဒီလို့ချင်းဒါဒီနီကာရဲ့ရှရီမာနာအဲ့တော့ဟုတ်ပြီနီကာရဲ့ရှရီမာနာမှာနှစ်ခုပြောခဲ့တယ်ဝဒီလည်းအကဒ်ဆိုပြီးနှစ်ခုပြောခဲ့တယ်အဲ့တော့ဟုတ်ပြီနီကာရဲ့ဝဒီဒီရှရီမာနာမှာအကဒ်နဲ့ဝဒီလို့နှစ်ခုပြောခဲ့တယ်အဲ့တော့ပြောခဲ့တဲ့အခါမှာအိမာရီရဲ့အထာမှာအဲ့ဒီအကဒ်ဒီဟကီကီမာနာလားဝဒီဒီဟကီကီမာနာလားဆိုတာငါတို့အိမာရီရဲ့အထာမှာဒီလာရှိတယ်ငါတို့အီမာမီအာနဖ်အီမာမီအဘူနီဖာရဲ့အထာမှာဒီမှာခုနကပြောတဲ့ရှရီမာနာဝတ်တွေနဲ့အကဒ်အဲ့တော့ဒီမှာဘယ်ရာဒီဝတ်တွေဒီဟကီကီမာနာလားဒူရီမိုအကဒ်ဒီဟကီကီမာနာလားဆိုတာငါတို့အီမာမီအာနဖ်တခင်ရဲ့အထာမှာဝတ်တွေဒီနီကာရဲ့ဟကီကီမာနာအကဒ်ဒီနီကာရဲ့မဂျာဇီမာနာအဲ့တော့ပြန်ပြောမယ်နီကာရဲ့ရှရီမာနာမှာအစ်ဒီလာဖ်ရှိတယ်ငါတို့အာနဖ်ရဲ့အထာမှာနီကာရဲ့ရှရီမာနာမှာအကဒ်ဒီဟကီကီမာနာလားဝတ်ဒီဟကီကီမာနာလားဆိုတာနဲ့ပတ်သက်ပြီးတော့ငါတို့အာနဖ်ရဲ့အထာမှာတော့ဝတ်ဒီဟကီကီမာနာအကဒ်ဒီမဂျာဇီမာနာဖြစ်လိမ့်မယ်ဟာဒီမမ်ရှာဖီရာမ်ဒူလာတခင်ရဲ့အထာမှာတော့ငါတို့အာနဖ်နဲ့စန့်ကျင်ဘက်ဖြစ်လိမ့်မယ်အဲ့တော့ငါတို့အာနဖ်နဲ့စန့်ကျင်ဘက်ဆိုတော့ဟာဒီမမ်ရှာဖီတခင်ရဲ့အထာမှာတော့အကဒ်ဒီဟကီကီနီကာရဲ့ဟကီကီမာနာဖြစ်လိမ့်မယ်ဝတ်ဒီနီကာရဲ့မဂျာဇီမာနာဖြစ်လိမ့်မယ်ကြည်နားလိုက်မယ်နော်ဒီနားလဲပါဒီအဲ့တော့နောက်တစ်ခုကနီကာနီကာဖီလ်အစ္စဒီလာနီကာဆိုတာအစ္စဒီလာမှာဘာကိုခေါ်ဆိုတာလဲနီကာဆိုတာအစ္စဒီလာမှာဘာကိုခေါ်ဆိုတာလဲဆိုတော့အန်နီကာဖီလ်အစ္စဒီလာအကဒ်ယူဖီဒူမီလ်ကလ်မူတာဒီမီလ်ကီမူတာဆာဘစ်ဖြစ်တော့မီလီမူကမူတာအဒီဖြစ်တော့အရာကိုနီကာလို့ခေါ်တယ်မီလ်ကီမူတာဆာဘစ်ဖြစ်တဲ့အရာအဒီဖြစ်တဲ့အရာကိုအတုံးတော်ဖြစ်တဲ့အရာကိုဒါကိုနီကာလို့ခေါ်တာအဲ့တော့ဒါဒီနီကာဒီအစ္စဒီလာကြီးမာနာအဲ့တော့နီကာရဲ့ခုနကနီကာရဲ့ရှရီမာနာမှာဒီဟကီကီမာနာနဲ့မဂျာဒီမာနာဆိုပြီးကောက်ယူမှုရဲ့ပုံမှာအခြေခံပြီးတော့နီကာရဲ့အဟာကာမ်နီဒီလည်းအစ်ဒီလာရှိမယ်နီကာရဲ့ဟူကွမ်နီကာရဲ့ရှရီဟိုင်စီယတ်ပေါ့ဟောနီကာရဲ့ရှရီဟိုင်စီယတ်မှာလည်းအစ်ဒီလာရှိတယ်အဲ့တော့အခုနကပြောခဲ့ပြီးငါတို့နီကာရဲ့ရှရီဟိုင်စီယတ်ဒီငါတို့အာနဖ်ရဲ့ထာမှာကြတော့နီကာဒီအက်ဒီမာလီလို့ခေါ်တဲ့အယောင်းဝယ်တစ်ခုဖြစ်တယ်လို့နီကာဒီငါတို့အာနဖ်ရဲ့ထာမှာနီကာဒီအက်ဒီမာလီလို့ခေါ်တဲ့အယောင်းဝယ်တစ်ခုဖြစ်တယ်လို့အီဘာဒတ်လည်းဖြစ်တယ်ငါတို့အာနဖ်ရဲ့ထာမှာနီကာဒီအက်ဒီမာလီဖြစ်တယ်လို့အီဘာဒတ်လည်းဖြစ်တယ်နားလည်မယ်နော်အဲ့တော့အီဘာဒတ်လည်းဖြစ်တယ်လို့အက်ဒီမာလီလည်းဖြစ်တယ်တရားပြပြောရမယ်ဆိုရင်အယောင်းဝယ်လားဆိုရင်နီကာဆိုတာအယောင်းဝယ်လားဆိုရင်အယောင်းဝယ်လည်းဟုတ်တယ်အဲ့တော့အီဘာဒတ်လားဆိုရင်အီဘာဒတ်လားလို့မြင်ရင်လည်းအီဘာဒတ်လည်းဟုတ်တယ်ဒါဒီငါတို့အာနဖ်ရဲ့ထာမှာအဲ့တော့ဟာဒီမမ်ရှာဖီတခင်တို့ရဲ့ထာမှာကြတော့မဟုတ်ဘူးအဲ့တော့အီမမ်ရှာဖီရာမ်ဒူလာတခင်ရဲ့ထာမှာကြတော့နီကာဒီအက်ဒီမာလီတက်ပဲအယောင်းဝယ်တက်ပဲနီကာဆိုတာက
အဲ့တော့နီကာဆိုတာကအယောင်းဝယ်တက်ပဲဖြစ်တဲ့အပေါ်မှာဗလဲပုံစံနဲ့အယောင်းဝယ်လုပ်လို့ပိုင်တယ်ဆိုတာကဝယ်သူရောင်းသူရဲ့ကြားမှာကျင်းတဲ့ဈေးနှုန်းအတိုင်းအတာရှိတယ်ဆိုရင်အဲ့ဒီအယောင်းဝယ်အတီးဖြစ်တယ်လို့မျိုးပဲနီကာဒီလေနီကာမှာမဟာရီရဲ့တက်မှတ်ချက်မရှိတော့ဘူးအဲ့တော့မဟာရီရဲ့တက်မှတ်ချက်မရှိတော့ဘဲနဲ့ဘယ်ပုံစံအယောင်းဝယ်ဖြစ်လဲအတေမာလီလို့ခေါ်တဲ့အယောင်းဝယ်တက်ဖြစ်တယ်ဆိုတဲ့အရာရဲ့အပေါ်မှာဒီပေါ်မှာအခြေခံပြီးတော့ကြတော့ဟာဒီမာမီရှာဖီတခင်ရဲ့ထားမှာမဟာဒီဘလောက်အတိုင်းတာကိတနီဘလောက်ပဲနဲပါစီနဲလေနဲချင်းလဲနဲလို့ရတယ်ဘလောက်များလဲများချင်းတလောက်များလို့ရတယ်အဲ့တော့ဒါဒီနီကာရဲ့အပေါ်မှာကောက်ယူမှုရဲ့အပေါ်မှာရှရီယာစီရက်ရဲ့အပေါ်မှာတတ်မှတ်မှုမှာအခြေခံပြီးတော့ဒီလားဖြစ်သွားတာအဲ့တော့ပြန်ပြီးပြောရမယ်ဆိုရင်ငါတို့အာနက်ဖြစ်ထားမှာတော့နီကာဒီအသေမာလီဖြစ်တယ်လို့အီဘာဒတ်လည်းဖြစ်တယ်ဒါကြောင့်အီဘာဒတ်ဖြစ်တဲ့အပေါ်မှာအဲ့တော့သူ့ရဲ့ရှရီယတ်ကတတ်မှတ်ထားတဲ့သူ့ရဲ့အကလီမဟာဆိုတဲ့အတိုင်းတာခံမှန်းရှိရမယ်အဲ့တော့ဟာဒီမာမီရှာဖီတခင်ရဲ့ထားမှာကြတော့နီကာဒီအသေမာလီတက်ပဲအယောင်းဝယ်တက်ပဲဖြစ်တယ်အဲ့တော့နီကာဒီအယောင်းဝယ်တက်ပဲဖြစ်တဲ့အပေါ်မှာဒီမှာမာရီအတိုင်းတာမရှိတော့ဘူးငါတို့အယောင်းဝယ်လုပ်တယ်မလားဥမာအပြင်မင်းတို့ရှိမှရှိတဲ့ပစ္စည်းတစ်ခုကိုမင်းကရောင်းနေတာအဲ့တော့မင်းရှိမှရှိတဲ့ပစ္စည်းတစ်ခုကိုမင်းကရောင်းနေတယ်ဆိုရင်မင်းဘယ်သေးနဲ့ရောင်းလို့ရတယ်ဒါမင်းကိုဘယ်သူမှဘာမှပြောလို့မရဘူးအဲ့တော့ဒါကိုမင်းအနည်းဆုံးတော့ဘယ်လောက်ရမှရောင်းရပါမယ်မင်းရှိမှရှိတဲ့နာယီကိုမင်းရှိမှရှိတဲ့ဖုန်းကိုမင်းကအနည်းဆုံး1000ရမှရောင်းရပါမယ်2000မှရောင်းရပါတယ်ဆိုပြီးတော့ရှရီယတ်ကမင်းကိုတတ်မှတ်ပေးထားတာမရှိဘူးအော်ဒါဒီဟာဒီအီမမ်ရှာဖီတခင်တို့ရဲ့ထားမှာဒီလိုပဲအဲ့တော့နီကာဒီသူတို့ရဲ့ထားမှာအတေမာလီလို့ခေါ်တဲ့အယောင်းဝယ်တက်ဖြစ်တဲ့ပုံမှာရှရီယတ်ကသူ့ကိုဘာမှနီကာရဲ့မဟာကိုတတ်မှတ်ပေးထားတာမရှိဘူးအဲ့တော့ငါတို့အာနက်ပြထားမှာတော့နီကာဒီအတေမာလီလည်းဖြစ်တယ်လို့အီဘာဒတ်လည်းဖြစ်တယ်အဲ့တော့အီဘာဒတ်လည်းဖြစ်တယ်အတေမာလီလည်းဖြစ်တဲ့ပုံမှာရှရီယတ်ကနေသူ့ကိုအကတ်လို့ခေါ်တဲ့အနည်းဆုံးအတိုင်းတာအခမ်းမှန်ကိုတတ်မှတ်ပေးထားတယ်အဲ့ဒါဒီဒရန်ဆယ်ပြဖြစ်လိမ့်မယ်ရှေ့မှာလာလိမ့်မယ်မာရီရဲ့အခန်းကဏ္ဍမှာအဲ့တော့နောက်တစ်ခုကနီကာနဲ့ပတ်သက်ပြီးတော့နီကာရဲ့အမျိုးအစားနီကာရဲ့အမျိုးအစား6မျိုးအဲ့တော့နီကာရဲ့အမျိုးအစား6မျိုးနံပါတ်1ကဖရက်အဲ့တော့ဖရက်ရဲ့စီကံချက်လူတယောက်ဒီနီကာလုံးဖွင့်ရအတွက်ဖရက်ဒီဘယ်အချိန်မှာဖြစ်မလဲလူတယောက်နီကာလုံးဖွင့်ရအတွက်ဖရက်ဒီဘယ်အချိန်မှာဖြစ်မလဲဆိုတော့အဲ့ဒီစီကံချက်၄ချက်အချက်၄ချက်ရှရိုက်၄ခုနဲ့ကိုင်းကြည့်တယ်ဆိုရင်အဲ့ဒီသူအတွက်နီကာလုံးချင်းကဖရက်ဖြစ်မယ်နံပါတ်1ကအချင်းသူနီကာမလုပ်ဖဲနဲ့နေမယ်အချင်းပုဂ္ဂိုလ်တယောက်ကနီကာမလုပ်ဖဲနဲ့နေမယ်အဲ့လိုနီကာမလုပ်ဖဲနဲ့နေမယ်ဆိုရင်သူဒီဇင်နာဖြစ်မှာကိုယကင်ဖြစ်မယ်ဇင်နာဖြစ်ဖို့ရန်အတွက်သူ့ပေါ်မှာယကင်ရှိတယ်ဆိုရင်အဲ့ဒီအနေထားမျိုးမှာနီကာလုပ်ဖို့သူ့ပေါ်မှာဖရက်ဖြစ်မယ်အဲ့ဒါကလည်းစီကံချက်ဒီတစ်ချက်ထဲလာတော့မဟုတ်ဘူးဒီချက်ထဲမဟုတ်ဘူးစီကံချက်၄ချက်ဖြစ်တယ်လူတယောက်ရဲ့ပေါ်မှာနီကာဖရက်ဖြစ်ဖို့ရန်အတွက်စီကံချက်၄ချက်ရှိတယ်နံပါတ်1စီကံချက်ကသူဒီနီကာမလုပ်ဖဲနဲ့နေတယ်ဆိုရင်ဇင်နာရဲ့ပေါ်မှာယကီနန်လုပ်ဖို့အတွက်ဇင်နာလုပ်ဖို့အတွက်သူယကီနန်ရှိတဲ့အနေအထားမျိုးရှိတယ်ဆိုရင်နံပါတ်1စီကံချက်နံပါတ်2စီကံချက်ကအချင်းသူတယောက်ကမိမိရဲ့ရှာဝတ်လို့ခေါ်တဲ့မိမိရဲ့ရှာဝတ်ကျိုးသွားဖို့ရန်အတွက်ရူဇာစောင့်ဖို့ရန်အတွက်လည်းသူ့မှာကိုယ်တရက်မရှိဘူးငါတို့ရူဇာစောင့်ရမယ်လို့ပြောတယ်နော်နေကာမတန်နေကာလုပ်ဖို့အတွက်မစွမ်းနိုင်ဘူးဆိုရင်ရက်60ရူဇာစောင့်ရမယ်ဆိုပြီးတော့ပြောထားတယ်အဲ့ဒီရက်60ရူဇာစောင့်ဖို့ရန်အတွက်လည်းသူကကိုယ်တရက်မရှိဘူးစွမ်းနိုင်မှုမရှိဘူးအော်ဒါဒီနံပါတ်2စီကံချက်နံပါတ်3စီကံချက်ကအချင်းပုဂ္ဂိုလ်တယောက်ကဒီမိမိအပြည့်အဝပိုင်ဆိုင်တဲ့ဒါကတော့ဘာလို့ဟိုအကျုံရဲ့အခန်းကဏ္ဍမှာလာခဲ့ပြီးသားအဲ့တော့မိမိရဲ့အပြည့်အဝပိုင်ဆိုင်တဲ့ကျုံတယောက်ကိုဝယ်ယူဖို့ရန်အတွက်လည်းသူမစွမ်းနိုင်ဘူးလူတယောက်ဒီနေကာဖရက်ဖြစ်ဖို့ရန်အတွက်အချက်၄ချက်ရှိတယ်နံပါတ်1အချက်ဒီသူဒီနေကာမလုပ်ဖဲနဲ့နေတယ်ဆိုရင်ဇင်နာထဲမှာကြောက်ရောက်သွားဖို့အတွက်ယကီနာရှိမယ်နံပါတ်2ဒီသူဒီရိုဇာရဲ့ပုံမှာကိုယ်တရက်မရှိဘူးနံပါတ်3ဒီသူကခုနကကျုံမကိုဝယ်ယူဖို့ရန်အတွက်လည်းအပြည့်အဝကိုယ်တရက်မရှိဘူးနံပါတ်4အချက်ကသူဒီနေကာလုပ်ဖို့ရန်အတွက်မဟာနဲ့နေကာလုပ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီမိမိရဲ့အမျိုးသမီးကိုရှာဖွေကျွေးမွေးဖို့ရန်ဟာလာလရဲ့နီးနဲ့ရှာဖွေကျွေးမွေးဖို့ရန်နဖကာဆုကနာရဲ့ပုံမှာလည်းကိုယ်တရက်ရှိတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ပုံမှာနေကာလုပ်ခြင်းဒီဖရက်ဖြစ်နေမယ်အဲ့တော့နေကာရဲ့အမျိုးအစားဖရက်ရှိမယ်ဆွန်နတ်ရှိမယ်ဝါဂျစ်ရှိမယ်မုစတာဟပ်ရှိမယ်မူဘာရှိမယ်မဂရူရှိမယ်ဟာရမ်ရှိမယ်အဲ့တော့နေကာရဲ့အမျိုးအစား6မျိုးရှိတယ်နံပါတ်1အမျိုးအစားကနေကာဖရက်အဲ့တော့ဖရတ်ကဘယ်လိုပုံကိုယ်ရဲ့ပုံမှာနေကာဒီဖရက်ဖြစ်မလဲဆိုတော့နံပါတ်1စီကံချက်ကအဲ့ဒီပုံကိုယ်ဒီနေကာမလုပ်ဖဲနဲ့နေမယ်ဆိုရင်ဇနာရဲ့ဖြစ်ဖို့ရအတွက်ယကင်ရှိတယ်ယကီနန်ရှိတယ်ဆိုတော့ကနေကာမလုပ်ဘူးဆိုတေးကြတယ်အဲ့ဒီကောင်ဇနာကိုလုပ်မှာအဲ့လိုပုံစံမျိုးအနေထားနံပါတ်2ပုံစံကအဲ့ဒီခုနကဒီပုံကိုယ်ဒီသူ့ရဲ့ရှာဝတ်ကိုကတ်သွားလုပ်ဖို့အတွက်ရှာဝတ်ကိုချိုးပြပေးဖို့ရအတွက်ရူသာဆောင်းဖို့ရအတွက်လည်းသူကမစွမ်းနိုင်ဘူးနံပါတ်3ကသူဂျုံဝယ်ဖို့ရအတွက်လည်းမစွမ်းနိုင်ဘူးနံပါတ်4ကဒီနေကာလုပ်ပြီးတော့ကြတော့နေကာလုပ်ဖို့ရအတွက်သူ့မှာမဟာရှိမယ်နေကာလုပ်ဖို့ရအတွက်မဟာလည်းရှိတယ်ပြီးရင်အဲ့ဒီနေကာလုပ်ပြီးတဲ့နောက်ပိုင်းမှာကိုယ့်ရဲ့အမျိုးသမီးကိုရှာဖွေကျွေးမွေးဖို့ရဟာလာလည်းနီးနဲ့လည်းရှာဖွေကျွေးမွေးဖို့ရအတွက်နဖကာဆုကနာရဲ့ပုံမှာလည်းသူကိုယ်တရက်ရှိတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ပုံမှာနေကာလုပ်ခြင်းဒီဖရက်ရှိနေမယ်
နေကာဒုတိယပုံစံကဝါဂျစ်အဲ့တော့နေကာဒီဝါဂျစ်ကဘယ်ပုံစံမှာဖြစ်မလဲအဲ့တော့နေကာရဲ့ဝါဂျစ်ကအပေါ်ရဲ့စီကံချက်အတိုင်းပဲအဲ့တော့နေကာဘယ်ချိန်မှာဝါဂျစ်ဖြစ်မလဲဆိုတော့နေကာရဲ့ရှရတ်စီကံဝါဂျစ်ဖြစ်မဲ့ပုံစံကဟိုနံပါတ်1ပုံစံမှာပဲအနည်းငယ်အကွဲလဲရှိမယ်နံပါတ်1ပုံစံကဟိုပြောတယ်မလားလူတယောက်ကသူနေကာမလုပ်ဘူးဆိုရင်ဇင်နာကြရလို့ဖို့ရန်အတွက်သူယက်ကီနန်ရှိတယ်အဲ့တော့ဝါဂျစ်ရဲ့ပုံစံမှာကကြတော့ဘယ်လိုပုံစံလဲဆိုတော့သူဒီခောက်ဖေးဇင်နာနေကာမလုပ်ဘူးဆိုရင်ဇင်နာတဲ့ကိုကြားရောက်သွားဖို့ရတဲ့သူစိုးရင်ရတဲ့အနေထားယကီနန်တော့မဟုတ်ဘူးစိုးရင်ရတဲ့အနေထားခောက်ပြီးဇင်နာဇင်နာတဲ့ကိုကြားသွားဖို့အတွက်သူစိုးရင်ရတဲ့အနေထားဖြစ်နေတယ်ဆိုရင်အဲ့ဒီပုံကိုရဲ့အပေါ်မှာနေကာလုံချင်းဒီဝဂျူဘန်ဖြစ်လိမ့်မယ်နံပါတ်1ဒီခောက်ပြီးဇင်ဦးနာကယကီနီဇင်နာအလုပ်ဖို့ရတဲ့လုံးဝယုံကြည်ရှိတဲ့အနေထားမျိုးမှာဆိုရင်ဖရာဇ်အဲ့လိုမဟုတ်ဘဲနဲ့ခေါ်ပြီးဇင်နာလို့ခေါ်တဲ့နေကာမလုပ်လဲကိစ္စမရှိဘူးအကေနေကာမလုပ်တဲ့ဆိုရင်တော့ငါဇင်နာထဲမှာကြောက်သွားနိုင်တယ်ဆိုတဲ့ခေါ်ပြီးဇင်နာရဲ့အနေထားမျိုးဆိုရင်တော့အဲ့ဒီသူရဲ့ပမာနေကာလုပ်ခြင်းဒီဝါဂျစ်ဖြစ်လိမ့်မယ်နံပါတ်3ကဆွန်နတ်နေကာဒီဆွန်နတ်နေကာရဲ့ဆွန်နတ်ကဘယ်ပုံစံလဲဆိုတော့အချင်းပုဂ္ဂိုလ်တယောက်ကအစ္စတီယာကီနေကာလို့ခေါ်တဲ့နေကာရဲ့ shock တော့ရှိတယ်နေကာလုံးဖွင့်ရတဲ့သူစွမ်းနိုင်တဲ့ shock တော့ရှိတယ်ငါနေကာလုံးမှာပါကွာဆိုတော့အတိအာယုံတော့သူ့မှာရှိတယ်အချင်းပုဂ္ဂိုလ်တယောက်ကနေကာရဲ့ shock တော့ရှိတယ်ဒါပေမဲ့ तू နေကာလုံးလင်ပဲဖြစ်ဖြစ်နေကာမလုံးပဲဖြစ်ဖြစ် तू စင်နာလုံးဖို့အတွက် तू မရှိဘူးသူ့ရဲ့စိတ်ဒီမုခ်ဆတ်ဖြစ်မယ်သူ့ရဲ့စိတ်ဒီအေဒီဒါဖြစ်မယ်မူတဒယ်ဖြစ်မယ်အဲ့လိုပုံစံမျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးဒီစင်နာရဲ့ကိုကြားဖို့အတွက်မရှိဘူးသူစိတ်ကမူတဒယ်ပဲဘယ်ဘက်ပုံမှာ तू မရေးဘူးအဲ့လိုပုံစံမျိုးအဲ့ဒီပုဂ္ဂိုလ်ကအဲ့လိုပုံစံမျိုးပုဂ္ဂိုလ်ဒီဆွန်နတ်ကိုအကောင့်ထဲပေါ်ဖို့ရဆိုတဲ့နီယတ်နဲ့ဒိုရီမိုအီဘာအာဒတ်တစ်ခုကိုအသာချတယ်ဆိုတဲ့နီယတ်နဲ့လုပ်မယ်ဆိုရင်အဲ့ဒီနေကာဒီဆွန်နတ်ဒီမူအကာဒါရဲ့နေကာဖြစ်နေမယ်ဆွန်နတ်တဲ့နေကာဖြစ်နေမယ်ငါတို့ပြောနေတဲ့နေကာဒီဆွန်နတ်ဖြစ်တယ်နေကာဒီဆွန်နတ်ဖြစ်တယ်ဆိုတာကအခုအချိန်မှာပဲဒီပုံစံမှသာလေနေကာဒီဆွန်နတ်ဖြစ်မှာဘယ်ပုံစံလဲဆိုတော့သူဒီနေကာမလုပ်ဖဲနေကာရဲ့ shock ကတော့ရှိတယ်နေကာလုပ်ချင်းစိတ်တော့သူရှိတယ်ဒါပေမဲ့လည်းနေကာလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေသူဇင်နာတဲ့ကိုကြားရောက်ဖို့မရှိဘူးသူ့ရဲ့စိတ်ကအေးဒေတာလည်းရှိတယ်အဲ့လိုပုံစံမျိုးပုံကိုတယောက်ကသူဒီဆွန်နတ်တစ်ခုကိုအကောင့်ထဲပေါ်ဖို့ရန်ဒူရီမိုအီဘာဒတ်ရဲ့နီယတ်နဲ့သူနေကာလုပ်မယ်ဆိုရည်ရတဲ့နေကာလုပ်မယ်ဆိုရင်အဲ့ဒီနေကာလုပ်ချင်းကဆွန်နတ်မူအကာဒါဖြစ်မှာနေကာတိုင်းဒီဆွန်နတ်တော့မဖြစ်ဘူးနော်နေကာတိုင်းဒီဆွန်နတ်တော့မဖြစ်ဘူးရှေ့မှာလာလိမ့်မယ်မူဘာရဲ့ပုံစံနံပါတ်4ကမူဘာနံပါတ်1 faraz နံပါတ်2 wajib နံပါတ်3 sunnat နံပါတ်4နေကာဟီမူဘာအဲ့တော့မူဘာရဲ့ပုံစံဆိုတာကဘယ်ပုံစံလဲအဲ့တော့နေကာမူဘာရဲ့ပုံစံကလည်းအခုနကပုံစံအတိုင်းပဲသူ shock တရားကိနေကာလို့ခေါ်တဲ့နေကာရဲ့ shock တော့ရှိတယ်ဒါပေမဲ့သူ့ရဲ့စိတ်ကအေးသေးတာဖြစ်တယ်ဒါပေမဲ့လည်းသူဒီနေကာလှုပ်လိုက်တယ်သူလှုပ်လိုက်တဲ့နေကာကဘယ်လိုပုံစံမျိုးလှုပ်တာလဲဆိုတော့ဆွန်နတ်ရဲ့နီယတ်နဲ့နေကာလှုပ်တာလည်းမဟုတ်ဘူးလို့အီဘာဒတ်ရဲ့နီယတ်နဲ့နေကာလှုပ်တာမဟုတ်ဘူးဒီတိုင်းနေကာလှုပ်လိုက်တယ်ဒီတိုင်းမိမိရဲ့ကဇွာအီရှာဝတ်ကိုပူရာလုပ်ဖို့ရန်အတွက်ကာဇာရှာဝတ်ကိုပူရာလုပ်ဖို့ရန်အတွက်သူနေကာလုပ်လိုက်တဲ့အပေါ်မှာဒါဒီသူ့အတွက်အဲ့ဒီနေကာလုပ်ခြင်းကမူဘာရဲ့အစင်တန်းမှာပဲရှိတယ်။ပိုင်တယ်လုပ်လို့ရတယ်။ဆွန်နတ်တဲ့ဆောက်ကတော့သူမရဘူး။နားလည်မယ်နော် ဒီနားလည်ပါတယ် နံပါတ်5ကနေကာဟာရမ်ဘယ်ပုံစံဘယ်ပုဂ္ဂိုလ်ရဲ့အပေါ်မှာနေကာလုပ်ခြင်းဒီဟာရမ်ဖြစ်မလဲဘယ်ပုဂ္ဂိုလ်ရဲ့အပေါ်မှာနေကာလုပ်ခြင်းဒီဟာရမ်ဖြစ်မလဲဆိုတော့အကျင့်ပုဂ္ဂိုလ်တယောက်ကနေကာလုပ်ပြီးဒီအခါနေကာလုပ်ပြီးပြီအဲ့တော့အကျလူတယောက်ကိုသူအမျိုးသမီးတယောက်ကိုသူနေကာလုပ်လိုက်တယ်အဲ့လိုနေကာလုပ်ပြီးတဲ့အခါမှာသူအဲ့ဒီအမျိုးသမီးကိုဟာရမ်ရဲ့ပုံစံနဲ့ပဲဟာရမ်ရဲ့ပုံစံနဲ့ပဲအဲ့ဒီအမျိုးသမီးကိုသူရှာဖွေကျွေးမွေးနိုင်တယ်နဖ်ကာဆုကနာပေးနိုင်တယ်ဆိုပြီးတော့သူယုံကြည်ရတယ်ဆိုရင်အဲ့ဒီသူရဲ့အပေါ်မှာနေကာလုပ်ခြင်းဒီဟာရမ်ဖြစ်နေတယ်အဲ့တော့နေကာလုပ်ခြင်းကဟာရမ်ဖြစ်တယ်နေကာလုပ်ခြင်းဒီအခုနေရာတကာတိုင်းမှာဆွန်နတ်ဖြစ်တာမဟုတ်ဘူးနေရာတကာတိုင်းမှာပေါင်းတာမဟုတ်ဘူးနေကာလုပ်ခြင်းဟာရမ်ရဲ့အခြေအနေလည်းရှိတယ်အဲ့တော့ဟာရမ်ရဲ့အခြေအနေကနေကာလုပ်ခြင်းဟာရမ်ရဲ့အခြေအနေကဘယ်အခြေအနေလဲဆိုတော့အချင်းပုဂ္ဂိုလ်တယောက်ကသူနေကာလုပ်မယ်အဲ့ဒီနေကာလုပ်ပြီးတဲ့နောက်ပိုင်းမှာမိမိရဲ့အမျိုးသမီးကိုနဖ်ကာဆုကနာပေးဖို့ရန်အတွက်သူရှာဖွေကျွေးမွေးရမယ်အဲ့လိုရှာဖွေကျွေးမွေးတဲ့အခါမှာသူဟာရမ်ရဲ့ပုံစံနဲ့ပဲရှာဖွေကျွေးမွေးနိုင်တယ်လို့သူကိုသူယုံကြည်ရတယ်ဆိုရင်အဲ့ဒီသူရဲ့ပမာနေကာလုပ်ခြင်းဒီဟာရမ်ဖြစ်လိမ့်မယ်ဒါဒီနံပါတ်5ဟရီကာရဲ့ဟာရမ်ရဲ့ပုံစံနံပါတ်6မဂရူတန်စီနဂရူတာဟာရီမီရဲ့ပုံစံနေကတော့နေကာပဲဒါပေမဲ့အဲ့ဒီနေကာကမဂရူတာဟာရီမီရဲ့နေကာအဲ့ဒီသူရဲ့ပုံမှာနေကာလို့ချင်းဒီမဂရူတာဟာရီမီဖြစ်လိမ့်မယ်အဲ့တော့မဂရူတာဟာရီမီဆိုတာကဘယ်လိုပုံစံမျိုးနေကာလဲဘယ်လိုပုံစံမျိုးနေကာလဲဆိုတော့နံပါတ်1အဲ့ဒီပုံကနေကာလုပ်တယ်နေကာလုပ်ပြီးတဲ့နောက်ပိုင်းမှာသူအဲ့ဒီမိယူလိုက်တဲ့အမျိုးသမီးကို
နဖကာဆုကနာပေးဖို့ရန်ရှာဖွေကျွေးမွေးဖို့ရန်အတွက်ဟာရမ်ရဲ့နီလန်းရဲ့အပေါ်မှာပဲရှာဖွေကျွေးမွေးနိုင်တယ်လို့သူခေါက်ဖန်ဖြစ်မယ်စိုးရင်ရမယ်အခုနကဟာရမ်ရဲ့ပုံစံကယကီနာနဲ့ပုံစံအခုဟဂရုတန်တာရီမီရဲ့ပုံစံကကြတော့ခေါက်ဖန်ရဲ့ပုံစံဟောငါနေကတော့လုံးလိုက်တယ်ကွာငါနေကလုံးပြီးတော့ငါမိမကိုငါရှာဖွေကျွေးမွေးတဲ့အခါမှာငါဟာရမ်တော့ငါမဟာလန်တော့ငါမရှာခဲ့ဘူးငါမရှာရဘူးငါရှာရတာဟာရမ်မဲငါရှာရတာအဲ့တော့ငါဟာရမ်နဲ့ပဲငါမိမငါကျွေးနိုင်ပါတယ်လို့အဲ့လိုပုံစံမျိုးခေါက်ဖန်ပုံစံမျိုးအဲ့ဒီပုံစံမျိုးရှက်ရဲ့ပုံစံမျိုးနဲ့သူဖြစ်နေတဲ့ဆိုရင်အဲ့ဒီသူရဲ့ပုံမှာနေကလှုပ်ချင်းဒီနေကလှုပ်ချင်းဒီမဂရုတာဟာရီမီဖြစ်လိမ့်မယ်နားလည်မယ်နော် ဒီနားလည်ပါတယ် နားလည်ပါတယ် အဲ့တော့နေကရဲ့အမျိုးအစား6မျိုးနံပါတ်1ဖရတ်နံပါတ်2ဝါဂျစ်နံပါတ်3ဆွန်နတ်နံပါတ်4မူဝါနံပါတ်5ကဟရမ်နံပါတ်6ကမဂရူတာရီမီရဲ့ပုံစံဒါကြောင့်ငါတို့နေကလုပ်တဲ့အခါမှာနဖကာဆုကနာမဟာဒါရီရဲ့ပုံမှာတက်ဆွမ်းနိုင်တဲ့ပုဂ္ဂိုလ်ကုဒရတ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်မှသာလေအဲ့ဒီသူရဲ့ပုံမှာနေကစာဘစ်ဖြစ်မှအဒီဖြစ်မှအဲ့ဒီတော့မဟုတ်ဘူးဆိုရင်နေကဒီသူ့ပုံမှာစာဘစ်ဖြစ်မှမဟုတ်သူတို့အဒီဖြစ်မှလည်းမဟုတ်ဘူးအဲ့တော့ပရမௌဒ်မုဆလရဟ်မဒူလာတခင်ကစပြီးတော့ပြောတယ်အန်နီကာဟူယန်အာကီဒူဘီလ်အီဂျာဘီဝလ်ကဘူလီအန်နီကာဟူနီကာဒီယန်အာကီဒူထိုနီကာကတဲ့အတီဖြစ်ပါလိမ့်မည်အတုံတော်ဖြစ်ပါလိမ့်မည်ဘီလ်အီဂျာဘီဝလ်ကဘူလီအီဂျာဘ်ကဘူနဲ့အတူတူကအီဂျာဘ်တို့ကဘူလ်တို့နဲ့အတူတူကတဲ့နီကာဒီအတီဖြစ်လိမ့်မယ်အဲ့တော့ဘီလတ်ဇိုင်းနေအဲ့တော့နီကာတစ်ခုအတီဖြစ်ဖို့ရတဲ့အတွက်အချက်၃ချက်လိုတယ်နံပါတ်1အချက်ကအီဂျာဘ်ကဘူလို့ဆိုလိုတဲ့အချက်နံပါတ်1အီဂျာဘ်ကဘူနံပါတ်2ဒီရှာဟီဒိုင်နံပါတ်3ဒီမဟာဒါဒီနေကာတစ်ခုစာပြီးဖြစ်ဖို့ရန်အတွက်အတီဖြစ်ဖို့ရန်အတွက်အရေးကြီးတဲ့အချက်ဒီနေကာတစ်ခုစာပြီးဖြစ်ဖို့ရန်အတီဖြစ်ဖို့ရန်အတွက်အရေးကြီးတဲ့အချက်၃ချက်ရှိတယ်အဲ့ဒီအချက်၃ချက်ကနံပါတ်1ကအီဂျာကဘူလ်နံပါတ်2ကရှာဟီဒိုင်နံပါတ်3ကမဟာအကိနေကာတစ်ခုမှဒီ၃ခုတည်းကတစ်ခုခုမပါဘူးဆိုရင်အဲ့ဒီနေကာဒီစာပြီးမဖြစ်ဘူးအဲ့ဒီနေကာဒီပိုင်မှာမဟုတ်ဘူးအနိကာဟူနိကာဒီယန်အာကီဒူထိုနိကာဒီအဒီဖြစ်ပါလိမ့်မည်အတုံတော်ဖြစ်သွားပါလိမ့်မည်ဘီလ်အီဂျာဘီဝလ်ကဘူလီအီဂျာဘ်ကဘူနဲ့အတူတူကဘီလတ်ဇိုင်းနေလက်ဇယ်နှစ်ခုယူအဘဘာတို့သုံးလုံးချင်းခံရပါလိမ့်မယ်ပြီးဟီမာထိုအီဂျပ်နဲ့ကဘူနှစ်ခုတည်းကတစ်ခုကဆိုရင်တော့သုံးလုံးချင်းခံရပါလိမ့်မယ်အနိလ်မာဇီရဲ့ဘက်ကနေသုံးဆွဲချင်းခံရပါလိမ့်မယ်အောက်ဒူရီမိုယူအဘဘာတို့သုံးလုံးချင်းခံရပါလိမ့်မယ်ဘီအာဟာဒီဟီမာထိုအီဂျပ်နဲ့ကဘူနှစ်ခုတည်းကတစ်ခုကသုံးလုံးချင်းခံရပါလိမ့်မယ်အနိလ်မာဇီရဲ့ဘက်ကနေသုံးဆွဲချင်းခံရမယ်ဝလ်အာခါတို့၎င်းတော့ဒုတိယနောက်တဲ့စလုံးကတော့တဲ့အနိမုစတက်ဘလီရဲ့ဘက်ကနေသုံးဆွဲချင်းခံရပါလိမ့်မယ်အဲ့တော့အီဂျပ်နဲ့ကဘူဘယ်သူကပဲစတဲ့သူစလိုက်လို့ရတယ်အဲ့တော့အမျိုးသမီးကပဲအီဂျပ်လုပ်လို့အမျိုးသားကပဲအီဂျပ်လုပ်လို့ရတယ်အဲ့တော့အဲ့ဒီပုံစံတိုင်းပဲအမျိုးသမီးကအီဂျပ်လုပ်ပြီးတော့အမျိုးသားကကဘူလုပ်မယ်ဆိုရင်လည်းလုပ်လို့ရတယ်အဲ့တော့ဒါဒီဘာမှဘယ်ဘက်ကနေမှတတ်မှတ်ထားတာမရှိဘူးအီဂျပ်ဘယ်သူလုပ်လို့ကဘူဘယ်သူလုပ်လို့ရတယ်ဒါပေမဲ့လည်းအဲ့အီဂျပ်ကဘူလုပ်တဲ့အခါမှာဘယ်လိုပုံစံမျိုးလုပ်ရမလဲဆိုတော့အဲ့ဒီအီဂျပ်ကဘူနှလုံးနှစ်ခုစလုံးဒီမာဇီနဲ့ဖြစ်ရမယ်ဒူရီမိုအဲ့ဒီအီဂျပ်ကဘူနှစ်ခုတည်းကတစ်ခုဒီမာဇီဖြစ်မယ်နောက်တစ်ခုဒီမုစတက်ဘီလ်ဘက်ကနေဖြစ်မယ်အော်ပမာအနေနဲ့တင်ပြတယ်မစ္စလိုအန်ယာကူလာဇဝိဂျနီအတင်ငါကိုအန်ယာကူလာထိုးသူကပြောဆိုခြင်းနဲ့ဇဝိဂျနီအတင်ငါကိုနေကလုပ်ပေးပါလို့ပြောဆိုတဲ့အခါမှာဖယာကူလို့ထိုးသူကလည်းပြောဆိုမယ်ဇဝိဇဝတ်တို့ငါနေကာလုပ်ပေးခဲ့ပါသည်ကအတင်ကိုအဲ့လိုပုံစံမျိုးနေကာလုပ်ပေးလိုက်တယ်လို့ပြောဆိုရဲဆိုရင်အဲ့ဒီနေကာဒီအီဂျပ်ကဘူနဲ့အတူတူကစာပြီးဖြစ်သွားလိမ့်မယ်အဲ့တော့ဒီမှာပရမဦးဇ်မုဆလရဟ်မဒူလာတခင်တင်ပြထားတဲ့အရာဒီနေကာမှာအရေးကြီးတဲ့အချက်တစ်ခုကိုတင်ပြထားခြင်းဖြစ်တယ်နေကာတစ်ခုစာပြီးဖြစ်ဖို့ရအတွက်အရေးကြီးတဲ့အရာဒီနံပါတ်1အီဂျပ်နဲ့ကဘူလို့ခေါ်တဲ့အရာအဲ့ဒီအီဂျပ်နဲ့ကဘူလို့ခေါ်တဲ့အရာမပါဘဲနဲ့နေကာဒီစာပြီးဖြစ်မှာမဟုတ်ဘူးအဲ့တော့အီဂျပ်ကဘူလုပ်တဲ့အခါမှာလည်းခုနကပြောခဲ့ပြီးဘယ်သူပဲအာကီတိုင်းလို့ခေါ်တဲ့ဒီခုနကဒီအမျိုးသားနဲ့အမျိုးသမီးအဲ့ဒီအမျိုးသားနဲ့အမျိုးသမီးနှစ်ယောက်တည်းကဘယ်သူကပဲမဆိုအီဂျပ်လုပ်လို့ရတယ်ဘယ်သူကတော့အီဂျပ်လုပ်ရမယ်ဘယ်သူကတော့ကဘူလုပ်ရမယ်ဟောအမျိုးသားကတော့အီဂျပ်ပဲလုပ်ရမယ်ကမ်းလဲရမယ်အမျိုးသမီးကတော့ကဘူလုပ်ရမယ်အမြဲလက်ပဲခံရမယ်အဲ့ဒီလိုပုံစံမျိုးတော့မရှိဘူးဒီအာကီတိုင်းလို့ခေါ်တဲ့ဒီအမျိုးသားနဲ့ဒီအမျိုးသမီးအဲ့ဒီအမျိုးသားနဲ့အမျိုးသမီးဒီဘယ်သူပဲအီဂျပ်လုပ်လို့ဘယ်သူပဲကဘူလုပ်လို့ဒါဒီလုပ်လို့ရတဲ့အရာဖြစ်လိမ့်မယ်ကြည်နားလည်မယ်နော် နားလည်ပါတယ်ဒီနားလည်ပါတယ် ကြားလားတက်တိုးလား ကြားပါတယ်ဆရာ ကြား နား လား ပါတယ်ဆရာ မြန်နေနေတယ်ဘာညာဆိုရင်လည်းနောက်ရကြပြောပါတော့ ကြီးဆ ပြော ရာ တာဘာညာကြည့်တယ်ပြန်မေးနေတယ်ဆိုရင်လည်းဟိုအားနေပြန်မေးလိုက်လေဘာအားနေပြန်မေးလို့ရတယ်နော် ဒီ ကြီး ကြီးအဲ့ဒါအင်ရှာလာဒီနေ့ဒီလောက်ပဲနားလိုက်မယ်